ဒီတစ်ခါမှာတော့စာရေးဆရာတယောက်ဖြစ်ချင်တယ်ဆိုရင်နေ့စဉ်ဘဝကိုဘယ်လိုပုံဖော်ရမလဲဆိုတာကိုနာမည်ကျော်စာရေးဆရာကြီးတော်ရာမီရဲ့ပုံစံကိုအခြေခံပြီးကြည့်ကြရအောင် စာရေးဆရာကြီးအောင်ဘယ်လိုဖြစ်လာတာလဲအမှန်တော့လေဒါကကြီးကျယ်ကျယ်စိတ်ကူးစိတ်တန်းတဲ့ချက်နေ့စဉ်လုပ်နေတဲ့စီကန်းရှိတဲ့အလေးချင်းလေးကနေအစားပြုတာပါဟုတ်ပြီအလေးချင်းတွေကဘာဖြစ်မလဲဘယ်လိုပုံစံရှိမလဲဆိုတာကိုချက်ကြည့်လိုက်ကြရအောင် အဓိကတော့ဒီအချင်းစရာကဝတ္ထုတူလေးတွေရေးချင်တဲ့သူတွေပြီးတော့ဂုတိထတာတွေကိုဗုဒ္ဓတာအနေနဲ့ပြန်မျှဝေချင်တဲ့သူတွေအတွက်အဓိကယူရပါတယ်ပြောရင်တော့စီကန်းရှိလေးလာပြီးတော့ကိုယ့်ရဲ့စာရေးချင်းခရီးကိုစတင်ဖို့ပေါ့ စာရေးသူတယောက်ရဲ့တနင်္တာကမနက်အစောကြီးမှာစတင်ပါတယ်ဒါပေမဲ့ဆက်ချင်းမှာစာထိုင်ရတာမျိုးမဟုတ်ဘူးနော်အရင်ဆုံးလုံးဝမှာကကိုယ့်ရဲ့အတွင်းစိတ်ကိုအရင်နားထောင်မယ်ပြီးမှတခြားစာရေးဆရာတွေရဲ့စာတွေကိုကိုယ့်အတွက်အားဖြည့်အနေနဲ့စဖက်တာမှာပါကဲမနေ့6နာရီမှာပထမဆုံးလူရမယ်မိနစ်30ကတော့ idea journal ရေးဖို့ပါပဲဆိုလိုတာကကိုယ်စိတ်ထဲပေါ်လာတဲ့အတွေးတွေညကမှတ်တဲ့အိမ်မက်တွေမနေ့ကမှခန်းစားနေရတာတွေကိုဘာမှပြန်ပြီးတော့စဉ်းစားစစ်ဆေးမနေပဲစိတ်ရရှိတဲ့အတိုင်းချားရေးလိုက်ရုံပါပဲဒီနီလန်ကို free writing လို့ခေါ်ကြရတယ်ဒါကဘာလို့တာလဲဆိုတော့ကိုယ်စိတ်ထဲကဒီလိုရေးလို့ကောင်းမှမလားဆိုပြီးဝေဖန်တတ်တဲ့အတန်းကိုခဏပိတ်ပြီးအတွေးတွေကိုလွတ်လပ်စီစဉ်ခွင့်ပေးလိုက်တာပါဒီနည်းကလေစာရေးတဲ့အခါမှာလက်တွက်လာဟောတော့တစ်ခါလေဘာရမှမတီးဖြစ်နေရမျိုးတွေကိုကြော်လွားပေါ်တော့ရောတခဲကိုအကောင်းဆုံးနီလန်တစ်ခုပါပဲအဲ့ဒီနောက်မှာတော့တနာရီတိစာဖတ်ဖို့အချိန်ပေးရပါမယ်စာရေးချင်တဲ့ဆိုရင်စာဖတ်ကိုဖတ်ရမှာမို့ဒါကတော့အခြေခံချက်ဆုံးအချက်ပဲပေါ့အရေးကြီးတာကဘာလဲဆိုတော့ရည်ရွယ်ချက်ရှိနဲ့အမိုးတစားဆုံးအောင်ဖတ်ဖို့ပါပဲ ဒီတော့တစ်ဖက်လုံးဘာတွေဖတ်မလဲဆိုတာကိုဒီလိုလေးစနစ်တကျစီစဉ်ထားလို့ရပါတယ်ဥမာတနင်္လာဗုဒ္ဓဟူးတောကြမှာဆိုဆရာတော်တာမင်းလို့ပြည်တွင်းစာရေးဆရာရဲ့ဝတ္ထုတိုတွေဖတ်မယ်အင်္ဂါကြာတပတေးမှာကြတော့ဗုဒ္ဓရရစီမယ်စာတွေသိပ္ပံစိတ်ပညာလိုမျိုးတွေဖတ်မယ်စနေကနင်းလေးမှာတော့ဘာသာပြန်စာပေတွေကိုဖတ်မယ်ပို့ဒီလိုဆိုရင်အစွန်ရသွားတာပို့ မနက်ပိုင်းစီစဉ်ကိုမပိတ်ခင်နောက်ဆုံးလောက်ရမှာကကိုဖတ်ခါရတွေကိုပြန်သုံးသပ်ဖို့ပါအရင်ဆုံးစိတ်ကြိုက်စာကြောင်းတွေစကလုံးလှလှလေးတွေရေးဟန်တွေကိုမဆုစာအုပ်ထဲကူးရထားမယ်ပြီးရင်ဘာလို့ဒါတွေကိုခြိုက်တာလဲဆိုတာကိုဘာသာကိုပြန်သုံးသပ်ကြည့်မယ်ဒီလိုလုပ်လိုက်တဲ့အခါရိုလိုစာဖတ်အာကနေစာဘလို့ရေးရမလဲဆိုတာကိုသင်ယူတဲ့သင်ခန်းစာတစ်ခုဖြစ်သွားပါပြီ အဘီနေ့လယ်ပိုင်းရောက်လာပြီဒီအချိန်ကတော့ကိုယ့်ရဲ့စာရေးဖို့အတွက်ကုန်ချမ်းတွေစုဆောင်ရမယ့်အချိန်ပေါ့ဆိုလိုတာကအပြင်လောကကိုလေ့လာမယ်ဆွဲဆောင်မှုရှိတဲ့ဇလန်းတွေအတွက်လိုအပ်တဲ့အချက်လက်တွေလူတွေရဲ့အပြုမှုအသေးစိတ်လေးတွေကိုစပြီးတော့စုဆောင်ရပါမယ်အထူးသဖြင့်ဘ ഹു တုတာပေးချင်တဲ့ဆောင်းပါးမျိုးတွေရေးမယ်ဆိုရင်ခိုင်မာတဲ့အချက်လက်တွေကအရန်အရေးကြီးပါတယ်အဲ့တော့စစ်ပညာအကြောင်းတမိုင်းအကြောင်းပတ်ဝန်းကျင်ကလူမှုရေးကိစ္စတွေအကြောင်းဒီလိုခေါင်းစဉ်တွေကိုမိနစ်30လောက်အချိန်ပေးပြီးလေ့လာလိုက်တာကကိုယ့်ရဲ့အရေးအသားကိုပို့ပြီးတော့အားကောင်းလာစီမှသိကြပါတယ်တကယ်ဘဝအကြောင်းကိုရင်းချင်ရင်လူတွေကိုလေ့လာရမယ်ဒါကဆရာတော်ရမင်းရဲ့နီးလည်တစ်ခုပေါ့အဲ့ဒီတော့နောက်တဲ့မိနစ်30ကိုလူတွေကိုပဲတီးတဲ့လေ့လာကြည့်ပါသူတို့ဘယ်လိုပြုမှုကြတယ်လဲဘယ်လိုစကားတွေပြောတယ်လဲသူတို့ရဲ့ခံစားချက်တွေကဘယ်လိုရှိမလဲစသဖြင့်ပေါ့ ကဲအခုဆိုရင်တော့တဏိတရဲ့အဓိကအကြားဆုံးအရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့တကယ်ကိုစာရေးဖို့အတွက်တီးတန့်ဖဲထားတဲ့ညနေခင်းအချိန်ပါပဲ ဒီနိုင်ကတော့တခြားပါအနောက်ရအမှမရှိပဲစာရေးဖို့တော့ပဲတီးတန့်အာရုံစိုက်ရမယ့်အချိန်ပါရေးသားအသစ်ဒီဖန်တီးဖို့အတွက်အဓိကဦးစားပေးရမယ့်အချိန်ပေါ့အဓိကပန်းနိုင်ကတော့ရှင်းလေးပါနေ့တိုင်းအနည်းဆုံးစာလုံးရေ900ရေးဖို့ပါပဲအရေးကြီးဆုံးကအရေးထွက်တဲ့နေ့တိုင်းမှရေးဖြစ်နေဖို့ပါ နေတိုင်းရေးတယ်ဆိုရင်ပဲပုံစံမတူအောင်တော့လေ့ကျင့်လို့ရပါတယ်ဥမာတနေ့လာနေ့မှာဝတ္ထုတို့အတစ်တပုတ်ဆက်ရေးမယ်အင်္ဂါနေ့မှာကိုတွေ့အကြောင်းအရာလေးကိုစောင့်မရေးမယ်ဒီလိုမျိုးတပတ်လုံးအတွက်အစီအစဉ်ဆွဲထမ်းလိုက်ရင်ဝတ္ထုရောစောင့်မရောတခြားအရေးအသားပုံစံတွေရောအစုံကျွမ်းကျင်လာအောင်ကူညီပေးပါလိမ့်မယ်စာရေးချင်မပြီးခင်မှာတော့ကိုယ့်ရဲ့ဝါဟာရကိုတူးတက်အောင်လုပ်ဖို့အချိန်နည်းနည်းပေးရပါမယ်ဥပမာမြန်မာစကားလုံးအသစ်မားလုံးလောက်ကိုနေတိုင်းလေ့လာမယ်အဒီဘေကိုမှတ်ထားမယ်ပြီးရင်အဲ့စကားလုံးနဲ့ WhatsApp ဖွင့်ရေးမယ်ဒါကကိုယ့်ရဲ့စာရေးတဲ့အခါသုံးဖို့လက်နက်ကိရိယာအသစ်တွေစုဆောင်းနေတာနဲ့အတူတူပါပဲ ကဲတနေ့တာကုံဆုံးခါနီးညပိုင်းကိုရောက်လာပါပြီဒီအချိန်ကတော့တိတ်တိတ်ဆိတ်ဆိတ်နဲ့ကိုပြန်သုံးသပ်ပြီးစိတ်ကိုအနာပေးဖို့အချိန်ပါပဲ ည9နာရီကနေ9နာရီခွဲကြာမှ diary ရေးတဲ့အကျင့်လေးလုပ်ပြရပါမယ်ဒါကအခုရဲ့ဒီနေ့တာဖြစ်ရတဲ့ခန်းစားချက်တွေကိုမှတ်တမ်းတင်တာပါအဲ့မှတ်တမ်းတွေကအမှတ်တရားသက်သက်ပဲမဟုတ်ပါဘူးနောက်ပိုင်းမှာဇလန်းတွေရေးဖို့အတွက်တောင်းဖို့မဖြစ်နိုင်တဲ့ကုန်ကျန်းတွေဖြစ်လာမှာပါ တနေ့တာရဲ့နောက်ဆုံးအလုပ်ကတော့ပေါ့ပါစာအုပ်တအုပ်ကိုဖတ်တာပါပဲ
ဒီလိုလောက်တာကအိတ်ခါနေမှာစိတ်ကိုအေးချမ်းတဲ့အနာပေးလိုက်တာဖြစ်ပြီးဇလန်းလေးကိုလည်းတက်တောင့်တတနဲ့ခန်းစားနိုင်စေပါတယ် အချိန်စရာအတိုင်းလှုပ်ဆောင်တာအဖြစ်ဒီစာရေးချင်းခရီးကိုဇွဲရှိရှိနဲ့ဆက်ရှောင်နိုင်ဖို့အတွက်လိုအပ်တဲ့ခံယူချက်ဒါမှမဟုတ်အတွေးခေါ်လေးတွေလည်းရှိပါသေးတယ် အောင်မြင်မှုအတွက်အဓိကကျတဲ့အချက်လေးတွေကတော့ဆရာတော်သားမေးလို့မယ်ကိုယ့်ရဲ့ရိုးသားတဲ့ခံစားချက်အတိုင်းရေးပါဝေဖန်ခံရမှာကိုမကြောက်ပါနဲ့ကိုရေးထားတဲ့စာတိုလေးတွေကို social media မှာတင်ပြီးတုံ့ပြန်မှုတွေယူကြည့်ပါတခါတလေစာရေးလို့မရတဲ့နေ့တွေမှာတော့စာသုံးကြောင်းလောက်တော့အနည်းဆုံးရေးဖြောင်းကြိုးစားပါအဓိကကပြည့်ပြည့်စုံဖို့ထက်နေ့စဉ်အလေးအကျင့်မဖြောက်ဖို့နဲ့ရိုးသားဖို့ကပိုရေးကြီးတယ်ဆိုတာပါပဲ ထုတ်ပြီးပြောရရင်တော့ရေးပါနေတိုင်းရေးပါစာကောင်းတွေကြီးပဲရေးဖို့မဆောင်ပါနဲ့ရေးလေးလေးကောင်းလေးလေးဖြစ်လာမှာပါဆိုတဲ့အတိုင်းပါပဲတကယ်ကပိုကောင်းရေးစာရေးဆရာတွေကိုဖြစ်လာဖို့ဆိုတာကတခြားနည်းလည်းမရှိပါဘူးနေ့စဉ်မပြလေ့ကျင့်ရေးသားနေခြင်းဆိုတဲ့ရိုးရှင်းပြီးအစွမ်းထက်တဲ့လမ်းကြောင်းပေါ်မှာပဲတည်ရှိနေတာပါ